အားလုံးပဲမင်္ဂလာပါကျွန်တော်အရင်ရက်ကဒီ Facebook မှာပေါ့နော်ဂျပန်မှာမြန်မာညီမလေးတယောက်ဒီစိတ်လွတ်ပြီးတော့ use လို့ဖြစ်သွားတဲ့ဗီဒီယိုလေးတစ်ချက်ကြည့်လိုက်ရတယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးတစ်ချက်ကြည့်ပြီးတော့ကျွန်တော်ဘာသွားသတိရလဲဆိုတော့ကျွန်တော်ဂျပန်ရောက်ခါစားကကိုသွားမြင်မိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဂျပန်ဆိုတဲ့အရာကြီးကြာတော့လေဗျာဒီမှာရောက်ခါစားဒီတစ်လနှစ်လလောက်ပဲပျော်စရာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့လေယာဉ်မောင်းနေစင်းနေအပြင်ဂျပန်ဆိုတဲ့အရာကြီးကိုစပြီးဆင်းပြီးကြည့်လိုက်တဲ့အချိန်မှာတော့တကယ်ကိုပြောစရာကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့မြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်တို့တစ်သက်မှာဒီဗီဒီယိုထဲမှာမြင်ရတဲ့မြင်ဘူးတဲ့မြင်ကွင်းတွေပေါ့ဗျာဟိုလန်ဒရာကျွန်တော်အရင်ဆုံးစတွေ့ရမှာတော့ဒီကားပေါ်ဆားရောက်တဲ့အချိန်မှာပတ်ဝန်းကျင်ကလန်ဒရာတွေစပြီးတွေ့ရမယ်အဲ့ဒီချိန်ကြီးကနေကျွန်တော်တို့တန်တော်နဲ့ကြည့်ရတယ်ပေါ့နော်ဒီနိုင်ငံကဒီလန်ဒရာတွေဘယ်လောက်ကောင်းလဲဆိုတာဒီကိုမမြင်ဘူးတဲ့အရာတွေပေါ့ဗျာသိရမလားဒီနောက်ပြီးတော့မြို့ထဲဝင်လာတဲ့အချိန်မှာလည်းတန်ရှင်းတက်ရနေတဲ့ဒီမြို့အနေထားနောက်ပြီးတော့ဒီတိုက်တာဆောက်အောင်ဒီဟာတွေကြည့်တယ်ကြည့်ပြီးတော့ပျော်ရွှင်ရတယ်ပေါ့နော်ပျော်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီနိုင်ငံကတောတောင်တွေဒီစဘာဝတွေကိုမမြင်ဘူးတဲ့အရာတွေသိရမလားဗီဒီယိုထဲမှာပဲမြင်ဘူးတဲ့အရာတွေကြည့်ပြီးပျော်ရတယ်ပေါ့ဒါကခဏတာပဲဗျာဘယ်လိုပြောမလဲကျွန်တော်တို့ဘယ်သူမဆိုပေါ့နော်ဒါအလဲလာတဲ့လူလောက်ဆိုရင်တော့ဒါတကယ်ကိုပျော်ဖို့ကောင်းတဲ့အရာတွေပေါ့နော်ဒါကိုမမြင်ဘူးမတွေ့ဘူးမမြင်ရမတွေ့ရတဲ့အရာတွေပေါ့ဗျာသိရမလားအပြင်မှာတကယ်လက်တွေ့ရှင်းရှင်းလင်းလင်းဒီလောက်တန်ရှင်းတာတက်ပြတ်နေတဲ့ဒီမြို့အနေထားတွေဗျာသိရမလားဒီလန်တရားတွေဆိုရင်လည်းတအားကိုကောင်းတဲ့ဒီလန်တရားအနေထားတွေတွေ့ရတာပေါ့နော်ရောက်ပြီးတော့ကျွန်တော်တို့2လလောက်ကြာလာတဲ့အချိန်မှာဘယ်လိုဖြစ်လာလဲဆိုတော့ဒီမြင်နေရတဲ့အရာတွေကကိုနေသားကြာနေတဲ့အရာတွေမဟုတ်တော့ဘူးဗျာသိရမလားကိုနေသားကြာနေတဲ့ပတ်ဝန်းကျင်အရာတွေမဟုတ်တော့ဒီအရာတွေမှာကျွန်တော်တို့မပျော်တော့ဒီပတ်ဝန်းကျင်ကိုကြည့်ရတာကြီးကကျွန်တော်မုန်းလာတယ်သိရမလားဘာလို့လဲဆိုတော့ကျွန်တော်နေခဲ့တဲ့ပတ်ဝန်းကျင်ကျွန်တော်ပျော်ခဲ့တဲ့ဒီပတ်ဝန်းကျင်ကိုပဲကျွန်တော်ပြန်လွမ်းလာတယ်ပေါ့နော်အဲ့ဒါကဒီဆက်ရောက်ချင်းတွေမှာဒါကြုံတွေ့ရတဲ့ပထမဆုံးစိတ်ခံစားချက်ပေါ့နော်အဲ့ဒါပြီးတော့နောက်ထပ်ဘာဖြစ်လာလဲဆိုတော့ဒီ2လလောက်ကြာတဲ့အချိန်ဒီမှာကြာတော့ရောက်ချင်းနေမှာတော့ကျွန်တော်တို့ဒီအလုပ်လုပ်တယ်အလုပ်လုပ်ပြီးတော့အလုပ်ကပြန်လာတဲ့အချိန်မှာတကယ်ချင်းနေနဲ့ပုံပြောတယ်ဒါမျိုးတွေရှိတယ်ဒါပေမဲ့နည်းနည်းလေးကြာလာတာနဲ့အမျှတကယ်ချင်းနေနဲ့လည်းကျွန်တော်နေတိုင်းဖုံမပြောနိုင်တော့ဘူးသိတယ်မလားသူတို့လည်းသူတို့အလုပ်တွေရှိတယ်နောက်ပြီးတော့ဒီမှာအချိန်တွေကလည်းကွာ2နာရီခွဲကွာတယ်ဂျပန်နဲ့မြန်မာနဲ့ဆိုရင်လေ2နာရီခွဲကွာတဲ့အတွက်ကျွန်တော်တို့အလောက်ကပြန်လာတဲ့အချိန်ဆိုရင်မြန်မာနိုင်ငံကလူတွေအလုပ်ထဲမှာပဲရှိသေးတယ်သူတွေမပြန်ကြသေးဘူးကိုကရေမိုးချိုးထမင်းစားပြီးတဲ့အချိန်ဆိုရင်မြန်မာနိုင်ငံကိုတငယ်ချင်းအပေါင်းအသင်းတွေကသူတို့တွေကအလောက်ကပြန်လာပြီးတော့အိမ်ရောက်ပြီးတော့သူတို့ရေမိုးချိုးပြီးချိုးတဲ့အချိန်ကိုစီမှာတော့ဒါ9နာရီ10နာရီလောက်ဖြစ်နေပြီပေါ့နော်အဲ့ဒီအချိန်မှာသူတို့ကိုတငယ်ချင်းပေါင်းအသင်းတွေလိုင်းမော်တက်လာတဲ့အချိန်ဆိုရင်ကျွန်တော်ကဒီမှာ9နာရီ10နာရီလောက်ဖြစ်သွားတဲ့အချိန်ကျတော့ကျွန်တော်တို့ကနောက်နေ့လောက်သွားဖို့အတွက်ကိုကျွန်တော်အိပ်ရတော့မယ်သိရမလားအဲ့ဆိုတော့အချိန်ကြီးလည်းမတူတဲ့အတွက်သူတို့ရဲ့နေရာလည်းပြေးဝေးကွာလာတယ်ပေါ့နော်ကိုတငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်းဝေးကွာလာတယ်အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ပို့ပြီးတဖြည်းဖြည်းအထီးကျန်လာဆိုတော့တဖြည်းဖြည်းခံစားလာရတယ်ပေါ့နော်တကယ်မပျော်တော့ဘူးပေါ့နော်ဒါစိတ်ညစ်စရာတွေဖြစ်လာတယ်ဗျာသိရမလားအလောက်ကနေပြန်လာတယ်အိမ်ရောက်တယ်ရေမိုးချိုးပြီးအိပ်ရတဲ့ရောက်သွားတယ်ဖုန်းကြည့်တယ်ဖုန်းကြည့်တော့လည်းပြောတရားလူလည်းမရှိတော့ဘူးဒီမှာတကယ်ချင်းနေရတယ်သူတို့တွေမအားသေးဘူးသူတို့တွေ line ပေါ်တက်မလာသေးဘူးဒါမျိုးအချိန်တွေဆိုတော့Facebook ပို့တယ်10မိနစ်လောက်နေတဲ့အချိန်မှာကျွန်တော် TikTok တွေပြန်ရောက်သွားတယ် TikTok တွေရောက်ပြီးတော့ TikTok ထဲမှာလည်းကျွန်တော်ကြာမနေနိုင်ဘူး10မိနစ်လောက်15မိနစ်လောက်ကျွန်တော်ဖုန်းပေါ်ရင်းသားနေအဲ့မှာပြင်းလာတော့ကျွန်တော် Facebook တွေပြန်ရောက်လာတယ်ဒီလိုဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဒါကြာလာတော့လည်းဖုန်းကြီးကြည့်ရမှာဖုန်းလည်းမကြည့်ကျင်တော့ဘူးအဲ့လိုဖြစ်လာပါတော့အဲ့အချိန်မှာကျွန်တော်ဆိုရင်ဘာဖြစ်လဲကျွန်တော်ကအရင်မြန်မာနိုင်ငံမှာကလေးကနေဟိုအိမ်ကိုကျွန်တော်ဖုန်းနေပါတိတ်ပြီးပြောတာမရှိဘူးပေါ့နော်ဒါဟိုအိမ်ကိုကျွန်တော်တိတ်ပြီးဖုန်းနေပါတိတ်ခေါ်တာမရှိဘူးကျွန်တော်အလုပ်အိမ်အပြင်မှာကျွန်တော်အလုပ်တွေလုပ်နေတဲ့အချိန်တွေမှာပေါ့နော်ဖုန်းပြောရင်လည်း10မိနစ်15မိနစ်လောက်ပဲအိမ်နဲ့ပြောဖြစ်တယ်ပေါ့ဒါပေမဲ့တကယ်ချင်းနေနဲ့ပြောလို့မရတော့တဲ့အချိန်တွေမှာကျွန်တော်ဘာဖြစ်လဲဆိုကျွန်တော်တော့6အိမ်ကိုပဲဖုန်းခေါ်တော့ကျွန်တော်အလုပ်ကပြန်လာထမင်းစားတောက်ပြီးရတဲ့အိမ်ကိုဖုန်းခေါ်တယ်ဖုန်းခေါ်ရင်လည်းကျွန်တော်တခါပြန်အကြာကြီးပဲတည်းမှာတနာရီကျော်2နာရီအဲ့လိုပေါ့နော်အိမ်ကလူတွေကြောက်လဲသူတို့လုံးဆရာတွေပါရှိနေတော့တနာရီလောက်2နာရီလောက်အဲ့လိုကြာလာတဲ့ကြောင့်သားကြီးကောင်းလေးမှာဖုန်းချရင်လည်းချတော့မင်းလည်းနားတော့ဆိုကိုကအဲ့လိုနားတဲ့ချိန်ကျရင်ကျွန်တော်မှလုံးဆရာမရှိဘူးတည်းမှာကျွန်တော်ဒီသူတို့နဲ့ဖုန်းပြောပြီးတော့ချိန်ကျရင်ကျွန်တော်ဖုန်းပုတ်ဖို့ပဲကျွန်တော်မှရှိတယ်ကျွန်တော်ဘာမှလုံးဆရာမရှိဘူးပေါ့နော်အိမ်ပေါ့ဒါမျိုးပဲရှိတာဆိုတော့ဒါမှမဟုတ် game ဆော့ရင်ဆော့ဗျာ game ကလည်းကျွန်တော်တိတ်မဆော့တာဘူးအဲ့ဆိုကျွန်တော်အိမ်ကဖုန်းချတော့လို့ပြောရင်ကိုကျွန်တော်မကြိုက်ဘူးသူတို့ဖုန်းချတော့လို့ပြောရင်ကိုမှအဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့လည်းဟောတနားရီ2နာရီလောက်ကြီးကြာတော့လဲဖုန်းချမှအဆင်ပြေတော့ဖုန်းချတယ်ပေါ့နော်
အဲ့ချိန်မှာတအားထီးကြံလာတယ်ပေါ့တချို့တွေကြတော့လူတိုင်းတော့မဟုတ်ဘူးပေါ့နော်တချို့တွေကြတော့လည်းနည်းနည်းလေးတောက်စားလေးရှိတယ်ဂိမ်းတွေပါဆော့တတ်တဲ့လူကြတော့ဂိမ်းတွေပါဆော့လာနေတာအချိန်ကုန်သွားတယ်ပေါ့ကျွန်တော်ကြတော့လည်းကျွန်တော်မျက်စိသိမကောင်းတော့ဂိမ်းတွေပါမဆော့ဘူးပေါ့နော်အတောက်စားကြပြန်တော့လည်းကျွန်တော်အရင်ဘီယာတွေပါတောက်တယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာဆိုင်ယောဂဖြစ်သွားတဲ့အတွက်ကျွန်တော်ဘီယာတွေပါတောက်ရင်နောက်နေ့ဆိုတအားခံရတယ်ပေါ့နော်အဲ့ဆိုကျွန်တော်ကဘီယာတွေပါလည်းမတောက်ဖြစ်တော့ဘူးအဲ့ဆိုတော့တခြားတငယ်ချင်းတွေပါကြီးကြောက်လဲဒီမှာအလုပ်မှရှိတဲ့ဖော်တွေပါကြောက်သူတို့တွေကတော့အလုပ်ကပြန်လာဘီယာလေးပါလေးတောက်သူတို့တွေ့တဲ့လူဖုန်းခေါ်ဒါမျိုးကြီးပြောသိရမလားသူတို့တွေကတော့အဲ့လိုပဲဖြေဖြောက်ကြတယ်ဒါပေမဲ့ကို့မှာကျတော့အဲ့လိုဖြေဖြောက်ဖို့နီးလမ်းမရှိဘူးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့နည်းနည်းနောက်ပိုင်းနေမှာညာတိုင်းနေဆင်းလာတဲ့အချိန်မှာလူကပိုဆိုးလာတယ်ယူဆိုလိုဖြစ်လာတယ်အကွက်တွေဖြစ်လာတယ်ဘာဖြစ်လာလဲဆိုညာတိုင်းနေပြန်လာတယ်ကျွန်တော်ဒီမှာမနက်စာ9:10နာရီလောက်အိမ်ပြန်ရောက်တယ်အဲ့မှာရေမိုးချိုးထမင်းစားပြီးအိတ်တယ်အိတ်ပြီးတော့ကျွန်တော်တနားရီလောက်ပဲအိတ်ပြောပြီးတဲ့အချိန်မှာလန့်နိုးလာတယ်ဘာဖြစ်လဲဆိုတော့ကိုမနက်မိုးလင်းမြွေထင်းတယ်ဗျာဒီကိုစိတ်ထဲမှာလေငါအလုပ်သွားရမယ်ဆိုပြီးမှကုံယုံထားမယ်တနားရီလောက်ကြီးပေါ့မနက်ပေါ့နော်တနားရီလောက်အိတ်ပြောပြီးအောင်ရှိတယ်ဟိုမှာနေ့လယ်တွေပေါ့အကုံယုံထားအဝတ်စားတွေပါယူနီဖောင်းတွေပါလဲပြီးတော့မှထမင်းတွေပါထုတ်ပြီးတော့ဟိုကိုမေ့နေတယ်ဒီမှာကိုညာတိုင်းဆင်းနေတာပေါ့လေမေ့ပြီးတော့အဲ့လိုကုံယုံထားပြီးတော့မှအလုပ်တွေပါသွားပြီးလမ်းရောက်ခါကျတော့ကိုသတိပြန်ကတ်လာငါညာတိုင်းဆင်းနေရပဲငါညာတိုင်းသွားမှာငါအိတ်နေတဲ့ချိန်တွေပဲဒါဆိုပြီးအဲ့လိုပုံစံမျိုးပေါ့နော်ဂျုံလာရတယ်ပေါ့နော်တဖြည်းဖြည်းဂျုံလာရတယ်အားကြောင့်မလို့ဒီညီမလေးဆိုရင်သူဆိုရင်လည်းဒါဒီလိုညာတိုင်းဆင်းတဲ့ဟာတွေပါမယ်နောက်ပြီးတော့သူဆိုရင်လည်းအလုပ်တွေထုတ်ခံရတယ်ဆိုတဲ့ဟာတွေလည်းတွေ့တယ်ပေါ့နော်အလုပ်ထုတ်ခံရတာဆိုတော့ကျွန်တော်တော့အလုပ်ထုတ်မခံဘူးကျွန်တော်ဆိုရင်လည်းသူ့နေရာမှာဆိုရင်ကျွန်တော်ဆိုရင်လည်းယူသွားလောက်တယ်ပေါ့နော်အဲ့လိုကြောင်တောင်နေဖြစ်သွားနိုင်တယ်ပေါ့နော်ဒီနေရာမှာနောက်ပြီးတော့တကယ်ချင်းမိတ်ဆွေအပေါင်းအသင်းနေနဲ့ကလည်းမဖေးမာကြဘူးလားပေါ့နော်အဲ့လိုတခု comment တွေဖတ်ရတဲ့အချိန်မှာကျွန်တော်လိုပုံစံမျိုးဆိုရင်တော့မတူဘူးဗျာကျွန်တော်ကကြတော့ဘယ်လိုပေါ့ကျွန်တော် type ကကြတော့တယောက်တည်းပဲတတိတတန်နဲ့နေရတာတကယ်ချင်းနေပါလေကိုကတွေ့တဲ့လူနဲ့လည်းကျွန်တော်မပေါင်းတတ်ဘူးသိရမလားဟိုစတွေ့ကသာလူနဲ့လည်းအဲ့လိုရောထွေးမနေတတ်ဘူးဗျာသိရမလားဟိုဟေးလာဝါလာနေမယ်ဆိုတော့ကျွန်တော်တယောက်တည်းပဲနေတတ်တယ်သိရမလားကိုရင်ဖွင့်မယ်ဆိုတော့ကျွန်တော်ဘယ်လို့မှမဖွင့်ပြဘူးသိရမလားအဲ့လိုပုံစံမျိုးရှိတော့တကယ်ချင်းနေအဖိမခြင်းတောင်မယ်ကိုယ်တိုင်ကတယောက်တည်းပဲနေတတ်တဲ့ပုံစံဖြစ်နေတာဒီအခြေအနေတွေပို့ပြီးတော့တွန်းပို့နိုင်မဲ့အခြေအနေတွေပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမိဘတွေအနေနဲ့ကလည်းလိုတယ်ပေါ့နော်ကိုသားသမီးအိမ်နဲ့ဖုံးဆက်တယ်ကိုသားသမီးအဆင်ပြေလားမပြေလားဆိုတာသူဘယ်သားသမီးမှာတော့အဆင်မပြေဘူးဆိုတော့အထုပ်မပြောပေမဲ့ဒါအရေးကဲလေးတိပြီးတော့ဟောဖြစ်ဖို့ပေါ့နော်ကိုသားသမီးစီကအများတမ်းပဲပတ်သက်ကြီးပဲလှိမ့်တောင်းနေတော့လေအဆင်မပြေဘူးပြသိရမလားကျွန်တော်မိဘရဲ့အဲ့တခုကောင်းတာနည်းနည်းကိုရီးယားခံလာတယ်ပေါ့နော်ဒီငွေကြေးနဲ့ကိစ္စဘာမှမပြောဘူးအဆင်ပြေလားပဲဒါဖြစ်တယ်ကျွန်တော်လွဲတဲ့လောက်သူတို့ယူတယ်ပေါ့နော်ဘယ်လောက်လွဲတဲ့ဘာညာလဲအဲ့လိုသူတို့ရေစောတဲ့ကလည်းမတက်ဘူးပေါ့နော်တချို့မိဘတွေကြတော့ကောင်းမှုကုန်မြိုင်နေရှိရလေဘဒူသားကဘယ်လောက်လွဲတယ်ဘဒူကဘယ်လောက်လွဲတယ်နင်းမလွဲဘယ်လောက်မလွဲဘူးလားဒါမျိုးပေါ့နော်ဟိုနိုင်ငံခြားကိုထွက်လာတဲ့တာသမီမှန်သမျှကိုမိသားစုအဆင်ပြေဖို့ကိုအဆင်ပြေဖို့ကိုညီကိုမောင်နှမအဆင်ပြေဖို့အတွက်ကိုလာပြီးတော့အလုပ်လုပ်ကြတဲ့လူတွေဖြစ်တဲ့အတွက်ဟို90%လောက်လူတွေကတော့အိမ်ကိုရသမျှထောက်ပံ့ကြတဲ့လူကြီးပဲပေါ့နော်အားကြောင့်မလို့ဟိုကိုသားသမီးကိုတိုင်မတက်မိသေးဘူးပေါ့နော်အဲ့ဒါလေးဟို queue ပြူလို့ပဲနော်ကိုမိဘရဲ့အနေနဲ့လဲကူအဲ့ညီမလေးဖြစ်သွားဆိုလဲကိုချင်းစားတယ်ကိုတိုင်လည်းဂျုံခဲ့ရဘူးတော့ပေါ့နော်ဒါကြောင့်မလို့အဲ့ညီမလေးအနေနဲ့လည်းအများဆုံးတက်တာပါစေပျောက်ကင်းပါစေလို့ဒီနေ့ကနေကျွန်တော်တစ်ချက်ဆူတောင်းပေးပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံခြားမှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးပဲအဓိကကတော့ကျန်းမာရေးနဲ့ဒီအထီးကျန်တာတွေပေါ့နော်အဲ့ဟာတွေပျောက်ဖို့ပေါ့နော်မရှိဖို့မကြုံရဖို့ပေါ့နော်ကိုတိုင်တခြားနီလန်းလေးနဲ့ဒါဖြေဖြောက်နိုင်ကြဖို့ပေါ့နော်နောက်ပြီးနိုင်ငံခြားမှာရောက်တိုင်းလည်းအဆင်ပြေနေကြတဲ့လူကြီးပဲဆိုမဟုတ်ဘူးပေါ့ဗျာသိရမလားမြန်မာနိုင်ငံကလူတွေလည်းဒါအဆင်မပြေတော့အဆင်မပြေမယ်ကျွန်တော်တို့လည်းဒီနိုင်ငံခြားမှာနေတဲ့လူတွေကလည်းသူတိုင်းသူတော့စိတ်ဓာတ်ရည်အကိုစီနဲ့ပါပဲအဲကြောင့်လို့ဒါလေးကျွန်တော်တစ်ချက်ပြောပြကျွန်တော်ကိုအကြောင်းလေးလည်းတစ်ချက် sharing လုပ်ရင်းပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်